ကိုလက်ထဲကလွတ်သွားတဲ့မီးအိမ်တစ်လုံးဒါမှမဟုတ်လီယန်ဒီလက်မိတ်ဆွေတို့အနေနဲ့ဘဝမှာကိုမျော်မှန်းထားတဲ့အရာကိုရည်ရွယ်ချက်ထားခဲ့တဲ့အရာတွေစီကငင်းဆန်ပယ်ချတာမျိုးခံခဲ့ရဘူးလားဥပမာအင်တာဗျူးကိုတေချာဖြေနိုင်ခဲ့တယ်ထင်ပြီးတော့မှပယ်ချခံရတာမျိုးကိုတေချာဖြေနိုင်တဲ့ဆောင်မွေးပွဲကကြာရှုံးတာမျိုးကိုစူးစားအသေးတန်ချစ်ခဲ့ရတဲ့ကောင်မလေးစီကအငင်းပယ်ခံရတာမျိုးပေါ့လေအဲ့ဒါမျိုးကြုံရရင်ကိုအနေနဲ့လဲဝမ်းနေမနေပါနဲ့ကိုလိုပဲအငင်းခံရတဲ့လူတွေအများကြီးရှိပါတယ်အထူးသဖြင့်ကတော့နောင်တော်ကြီးမန်ချက်စတာယူနိုက်တက်ပေါ့စိတ်ဝင်စားနေတဲ့ကစားသမားကလီယန်ဒီလက်အသက်က22နှစ်အင်္ဂလန်ကစားသမားတစ်ယောက်ပရီးမီးယားလိအတွေ့အကြုံနဲ့ကောင်းကောင်းရှိတယ်ပြောင်းရွှေ့ကြီးကပေါင်တန်း30ပဲတိုးနိုင်တိုက်နိုင်တယ်ယူနိုက်တက်ရဲ့စထရက်ချာနဲ့လည်းအန်ကိုက်ပဲဒါမဲ့ကစားသမားဘက်ကတော့ယူနိုက်တက်ကိုညှင်းပယ်ပြီးတော့ချယ်ဆီအသင်းစီကိုပြောင်းရွှေ့ခဲ့ဖို့ရွေးချယ်လိုက်ပါပြီအကြောင်းကတော့မန်ချက်စတာယူနိုက်တက်ရဲ့နောက်ရာသီချန်ပီယံလိမကစားရတဲ့အတွက်ကြောင့်ပါယူရိုပါလိဖလားဘောလုံးပွဲရဲ့ရှုံးပွဲနောက်ဆက်တွဲကအခုချိန်ထိရိုက်ခတ်နေတော့မှာပဲတကယ်ဆိုယူနိုက်တက်ကအရင်ဆုံးစူးစမ်းခဲ့တာပါဒါမဲ့တစ်ပတ်ကချယ်ဆီအသင်းကချန်ပီယံလိဝင်ခွင့်ရရောကစားသမားချယ်ဆီကိုပဲရွေးချယ်ခဲ့ပါရီယူနိုက်တက်အတွက်ကတော့လိုက်နေတဲ့ကောင်မလေးကကားရှိတဲ့ဘေးနောက်ကိုပါသွားရတယ်လို့ပါပဲကန်စားချက်ကအတော်လေးစိုးပါတယ်ချစ်တဲ့သူနဲ့ကွဲကွာရခြင်းရဲ့နောက်ဆက်တွဲတပြည့်ပြည့်ကြိတ်ပြီးတော့လောင်နေခဲ့တဲ့မီးကိုဦးတွေကိုအိမ်ရှိတိရောက်လာခဲ့တဲ့စားတစောင်လိုမျိုးယူနိုက်တက်ပရိသတ်တွေလက်ခံရရှိခဲ့ရပါတယ်ရုတ်တရက်ထွက်ခွာသွားခဲ့တဲ့ဒီကစားသမားရဲ့ကွက်လက်နေရာကိုလက်နဲ့ဖိထားခဲ့ပေမဲ့သွေးတွေကတော့တပွက်ပွက်နေပေါ့လေဒိုင်ဟာကအောင်မြင်ပြီးကိုကတော့ကြာရှုံးခဲ့ပါရီဘောဟာလူတွေတဖွဲဖွဲသွားလာဖြတ်တန်းနေကြတဲ့လမ်းတစ်ခုပါပဲအချစ်ရဆုံးရန်သူလေးကြီးကိုမပိုင်ဆိုင်ရပေမဲ့မင်းလေးပျော်ရွှင်ပါစေပေါ့အောင်မြင်ပါစေဒီလက်ကြီး